ဘောလုံးသမိုင်းမှာစူဖလားရေအတွက်အများဆုံးရယူနိုင်တဲ့ကစားသမားကဘယ်သူများလဲ PT Sport ကိုကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ်တူဂီကန်တွင်ကစားသမားကြီးစီရိုနယ်ဒိုဟာလက်ရွေးစင်အသင်းနဲ့အတူ2025 Nations League Champion ဆုရရှိခဲ့ပြီးအဲ့ဒီဖလားကသူ့ရဲ့ professional ဘောလုံးသမားဘဝတစ်လျှောက်36ခုမြောက်ဆုဖလားလည်းဖြစ်ပါတယ်စီရိုနယ်ဒိုရဲ့ကစားသမားဘဝမှာပရီးမီးယားလိဂ်ချန်ပီယံလိဂ်လာလီဂါစီးရီးယေယူရိုချန်ပီယံဆုအပါအဝင်ကြီးမားတဲ့ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့သလိုတူးချင်းအကောင်းဆုံးဆုတွေလည်းပိုင်ဆိုင်ခဲ့ပြီးပါပြီစီရိုနယ်ဒိုရဲ့ကြီးကျယ်ခမ်းနားတဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေကြောင့်သူ့ကိုဂုတ်တူးဖြစ်သတ်မှတ်ထားကြပေမဲ့စီရိုနယ်ဒိုဟာဘောလုံးသမိုင်းတစ်လျှောက်ဆုဖလားအောင်မြင်မှုအများဆုံးရယူနိုင်တဲ့စီးရင်မှာတော့ထိပ်ဆုံးမဟုတ်ခဲ့ပါဘူးဘောလုံးသမိုင်းမှာစူဖလားအရေအတွက်အများဆုံးရယူနိုင်တဲ့ထိပ်ဆုံးကစားသမား10ဦးစီးမှာစီရိုနယ်ဒိုကအဆင့်9နေရာမှာသာရပ်တည်နေတာပါအဆင့်10နေရာမှာ United ကန်ဝင်ကြီး Ryan Giggs, Liverpool ကန်ဝင် Dalglish, Bayern Munich နဲ့နာမည်ကျော်နောက်ခံလူဟောင်းအလာဘာတို့ကစူဖလားအရေအတွက်35ခုစီနဲ့ပူးတွဲရပ်တည်နေကြပါတယ်စီရိုနယ်ဒိုကအဆင့်9နေရာမှာရှိနေပြီးသူ့အပေါ်မှာဘာစီလိုနာကန်ဝင်တွေဖြစ်ကြတဲ့ Busquets, Piqué, Iniesta, Messi တို့ကစူဖလားပေါင်း39ခုနဲ့အဆင့်6နေရာရပ်တည်နိုင်ခဲ့ကြပါတယ်။ Busquets, Piqué နဲ့ Iniesta တို့ဟာစပိန်အသင်းနဲ့လည်းတမိုင်းဝင်အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးယူရိုနဲ့ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။အခုစီးရင်မှာစီရိုနယ်ဒိုကိုတောင်ကြော်ပြီးတော့ထူးထူးခြားခြားအဖြစ်အဆင့်3နေရာချိတ်ခဲ့တာကအီဂျစ်ထိပ်သီးကလပ်အေအာလီကန်ဝင်ကွင်းလယ်လူဟာဆန်အရှောပဲဖြစ်ပါတယ်။အသက်39နှစ်အရွယ်ရှိပြီဖြစ်သူအီဂျစ်လက်ရွေးစင်ဟောင်းဟာဆန်အရှောဟာအေအာလီအသင်းမှာ2003ကနေ2020ခုနှစ်အထိ18နှစ်ကြာကစားခဲ့ပြီးအီဂျစ်ပရီးမီးယားလိဖလား73ကြိမ်အီဂျစ်ရှုံးထွက်ဖလား4ကြိမ်အာဖရိကချန်ပီယံလိ6ကြိမ်ပါဝင်ဆုဖလားပေါင်း39ခုထိရရှိခဲ့ပါတယ်။ဒါအပြင်ဟော်ဆန်နရှောဟာကလပ်အသင်းတစ်သင်းနဲ့ဆုဖလားအရေအတွက်အများဆုံးရယူနိုင်သူတူအဖြစ်သတ်မှတ်ခံထားရပါတယ်။ဘာစီလိုနာကန်ဝင်နောက်ခံလူဒန်နီအဲဗတ်စ်ကတော့ဆုဖလားပေါင်း43ခုနဲ့အဆင့်2နေရာမှာရပ်တည်ခဲ့ပါတယ်။ဒန်နီအဲဗတ်စ်ရဲ့ professional ကစားသမားဘဝ22နှစ်တာကာလအတွင်းအနားယူကန်နီးကစားခဲ့တဲ့မက္ကဆီကိုကလပ်ပူမာအသင်းနဲ့လွဲလို့ကျန်တဲ့အသင်းတိုင်းနဲ့ဆုဖလားအောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။ဒန်နီအဲဗတ်စ်တို့အကြီးမားဆုံးအောင်မြင်မှုရရှိခဲ့တာကဘာစီလိုနာအသင်းကစားသမားဘဝမှာဖြစ်ပြီးလာလီဂါ6ကြိမ်ချန်ပီယံလိ3ကြိမ်အထိပိုင်ဆိုင်ခဲ့သလိုကစားသမားဘဝတစ်လျှောက်ဆုဖလားပေါင်း43ခုထိပိုင်ဆိုင်ခဲ့ပါတယ်။ဘောလုံးသမိုင်းတစ်လျှောက်ဆုဖလားအရေအတွက်အများဆုံးရယူနိုင်ခဲ့သူအဖြစ်စံချိန်တင်နေတာကအားလုံးသိတဲ့အတိုင်းအာဂျီနာကန်ဝင်ကြီးမက်ဆီပါပဲ။မက်ဆီဟာ2022ခုနှစ်တုန်းကသူ့ဘဝမှာအလိုအကျဆုံးဆုဖလားဖြစ်တဲ့ကမ္ဘာ့ဖလားချန်ပီယံဆုကိုကမ်းမြှောက်ခွင့်ရရှိခဲ့ပြီးဘာစီလိုနာအသင်းနဲ့အတူကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ဘာစီလိုနာကစားသမားဘဝနှစ်ပေါင်း20ကျော်အတွင်းမက်ဆီကလာလီဂါ10ကြိမ်စပိန်ဘီရင်ဖလား9ကြိမ်ချန်ပီယံလိ4ကြိမ်အပါအဝင်အဓိကဆုဖလားတွေအများကြီးရရှိခဲ့ပြီးသူ့ရဲ့ကစားသမားဘဝရှောက်မှာတော့စုစုပေါင်းဆုဖလား46ခုထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကတော့ဘောလုံးသမိုင်းမှာဆုဖလားရေအတွက်အများဆုံးရယူနိုင်တဲ့ကစားသမားစင်ကိုဖော်ပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဖော်ပြပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။